အားလုံးပဲမင်္ဂလာပါဂျင်းကုကင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကြက်သားအာလူပေါ့နော်စီပြန်ပုံစံပေါ့နော်ဒါပေမဲ့ကျွန်မကတော့စီနည်းနည်းလေးနဲ့ချက်မှာဖြစ်တယ်ဆိုတော့လိုအပ်ပါဝင်ပစ္စည်းကတော့အာလူပါမယ်ကြက်သွန်နီပါမယ်ကြက်သွန်ဖြူချင်းထောင်းတာပါမယ်အိမ်ကြက်ပါမယ်ဒီညမှာအာလူကိုကျွန်မအရင်ကြော်မှာပေါ့နော်အာလူကိုစားကြက်တာမုံစနွင်းနည်းနည်းထည့်ပြီးတော့နေပြီးရင်ဒါကိုစီမှာ6လေးဖြစ်အောင်အရင်ကြော်မှာဖြစ်တယ်ပေါ့နော်ဒီညမှာတတိထားရမှာတော့စီပူပါစေပေါ့နော်စီမပူရင်တော့အာလူဒီလေးပြဲသွားတတ်လို့ပါပြီးရင်ကြော်တဲ့ခါကျရင်လည်းနည်းနည်းစိတ်ရှည်ရှည်လေးနဲ့ကြော်ပေးရပါမယ်ပြီးရင်စီလေးလည်းနည်းနည်းများလေးတုံးပေးရမှာပေါ့နော်စီနဲလို့ရှိရင်လည်းအာလူအတွက်အဆင်မပြေဖြစ်တတ်ပါတယ်ဟုတ်ပြီအာလူကအနီရောင်အညူရောင်တန်းလာပြီဆိုရင်တော့ဆယ်ထားလို့ရပါတယ်ညမှာမီးအရန်ပြင်းရင်လည်းသူကအထဲအာလူတာမကြက်ပဲနဲ့အပေါ်ကအညူရောင်တန်းသွားတတ်တယ်အဲ့ဒါကိုလည်းတတိထားပေးပါပြီးရင်အာလူကြော်ထားတဲ့စီနဲ့ပဲကျွန်မပြန်သုံးပါတယ်စနွင်းထည့်ပြီးရင်ကြက်သွန်နီပပလီထားတာထည့်မယ်ကြက်သွန်နီအညူရောင်တန်းတဲ့အထိတော်မှာဖြစ်ပါတယ်မီးကိုတော့အရန်မပြင်းစေပါနဲ့မဟုတ်ရင်ကြက်သွန်နီကတူသွားတတ်လို့ပါကြက်သွန်နီကြက်သွန်ဖြူညိုလာပြီးကြော်သွားပြီးဆိုရင်တော့အိမ်ကြက်ထည့်မှာဖြစ်တယ်ဒီညမှာကျွန်မကတော့အိမ်ကြက်ကိုစားကြက်တမုံစနင်းနဲ့ထည့်ပြီးနေပြီးတော့နှတ်ထားပြီးသားဖြစ်တယ်ပေါ့နော်ကြော်ပြီးဆိုရင်ကြက်သားလေးတွေကနည်းနည်းတင်းလာပြီဆိုတာနဲ့ကြက်သွန်နီကြက်သွန်ဖြူချင်းကြက်သွန်ဖြူထောင်းထားတဲ့အရည်ကိုထည့်လိုက်တယ်ပေါ့နော်ပြီးရင်ကျွန်မပြင်းတော်တိမ်ရွက်နည်းနည်းလေးထည့်ထားတယ်အနက်မွေအောင်လို့ပေါ့နော်ဆိုတော့ဒါကိုကြက်သားကကျွန်မကအိမ်ကြက်ဖြစ်ပေမဲ့သူကတော့အရန်မာတဲ့ကြက်မဟုတ်ပေါ့နော်ကြက်သားနူးညံ့တာဖြစ်တဲ့အတွက်ရေခမ်းလာပြီဆိုရင်ကြော်ထားပြီးသားအာလူကိုထည့်လိုက်တယ်ပေါ့နော်ကြော်ထားပြီးသားအာလူကိုထည့်ညမှာအိမ်ကြက်သားကနူးပြီဆိုမှပေါ့နော်ထည့်စီခြင်းနဲ့ထခါနီးမှဆိုရင်ထည့်ရင်ပိုစင်ပြေတယ်မဟုတ်အာလူကအလုံးလိုက်မရပဲအလုံးကအကုန်လုံးပြဲသွားတတ်တယ်ပေါ့နော်ဆိုတော့မဆလာလေးလည်းကျွန်မကထည့်ထားတယ်ဒီအခါမှာထည့်ပြီးပြီဆိုရင်မွေလိုက်တယ်မွေပြီးအဖုံးပြီးတော့ခဏလေး10မိနစ်လောက်လေးတည်လိုက်ပြီးပြီဆိုရင်သုံးဆောင်လို့ရပါပြီဒီညမှာကျွန်မကမြင်တဲ့အတိုင်းပဲဖြစ်ပါတယ်စီအများကြီးမသုံးပါဘူးဆိုတော့အလုံးပဲအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်